ကောင်းချီးမင်္ဂလာတွေခံစားတဲ့လုပ်ငန်းတွေမှာကျွန်တော်ပူဆောင်နိုင်တယ်။တော့ဘက်မှာတော့တယောက်နဲ့တယောက်ဘုရားခင်ပေးထားတဲ့ဆုကျေးဇူးမတူဘူး။မတူဘဲနဲ့ကိုရထားတဲ့ဆုကျေးဇူးတွေကိုကိုကြရခံတမ်းမှာသစ္စာရှိစွာအကျိုးရှိစွာအတုံးချက်ကပေါ်ရည်ကြီးတာဖြစ်တယ်။အာမင်။အဲကြောင့်ကျွန်တော်ရဲ့အနာဂတ်မှာကျွန်တော်ရောက်ချင်းစီတဲ့အနာဂတ်မှာဘုရားရှင်တရားမတူတဲ့ဆိုတာကိုခရစ်တော်ပေးတဲ့ခေါ်အားနဲ့ကျွန်တော်တို့ဟာကျွန်တော်ရဲ့အဖြစ်အမှန်ကိုမတူတဲ့ဆိုတာကိုကျွန်တော်တို့ဟာဘာဖြစ်လဲပေါ်ထုတ်ဖို့ရတဲ့အချိန်ဖြစ်တယ်။ဟာလေလုယာ။ကိုတော်ပေးထားတဲ့ဆုကျေးဇူးတွေကိုမြေကြီးထဲမှာမြုပ်နှံထားဖို့ဒါခံလို့မရှိဘူး။ဒါနဲ့လည်းဘုရားကောင်းကြီးပေးပါစေ။ဒီလိုပြောရတာ3:14မှာပြန်ဖတ်ရအောင်။ဆန္ဒက43ပါအခုက34ဖြစ်တယ်။မာမနော်43နဲ့အခုက34ဒီလိုပြောရတာဒီတော့ကနေဆက်လေးပါဘာဖြစ်လို့အဲ့လိုမျိုးပြောတယ်ဘာဖြစ်လို့ခရစ်တော်အားဖြင့်တော့ကလှုပ်ဆောင်လာပါလဲခရစ်တော်အားဖြင့်လှုပ်ဆောင်တဲ့အနာဂတ်မှာဘုသူလို့ဆိုတာပေါ်ထုတ်တဲ့အခါမှာဘုရားကဘာပေးမှာလဲဒီမှာတော့ကျွန်တော်ရှိတယ်ဒီလိုဒီ34ပါယေရှုခရစ်အားဖြင့်ဘုရားသခင်ဒီအထက်အမြတ်မှာပေါ်တော်မူခြင်းနဲ့ဆိုင်သောဆုကိုရခြင်းကဘာလို့တော့တိုင်ကိုငါလိုက်ပြီးဟာလေလုယာအာမင်ပေါ်တော်မူခြင်းနဲ့ဆိုင်ရောပါလေဆုကိုရခြင်းကအာမင်ဒီနေ့တည်းအသက်တာထဲမှာဒီလောကမှာလူတစ်ယောက်ဖြစ်လာတယ်ယုံကြည်သူတစ်ယောက်အနေနဲ့ဖြစ်လာတယ်တော့အေအောင်ဒီနံဘာလို့မြို့နယ်ဒီယုံတော်ချင်းရွာမှာเนาะကျွန်တော်တို့ယုံကြည်သူတစ်ယောက်အဖြစ်လာတယ်ဖြစ်လာတဲ့အခါမှာကျွန်တော်တို့ကတနေ့တနေ့စားလိုက်တောင်းလိုက်เนาะကိုမိဘအလုံးလုံးလိုက်အခုအလုံးလုံးလိုက်နဲ့ဒီတိုင်းလောကမှာအခြေကုန်ဖို့ဘုရားကဒီလောကမှာထားတာမဟုတ်ဘူးကျွန်တော်အရောက်ချင်းစီတိုင်းအသက်တာထဲမှာဘုရားရဲ့ calling ဆိုတာရှိတယ်ဟာလေလုယာအဲ့ဒီဘုရားရဲ့ခေါ်ခြင်းကိုကျွန်တော်တို့သိနိုင်ဖို့ရန်အတွက်ဘုရားနဲ့များများအချိန်ယူဖို့လိုတယ်ဒါလည်းဘုရားကောင်းချီးပေးပါစေဘုရားနဲ့များများအချိန်ယူနေလေခရစ်တော်အားဖြင့်ဘလို့ထိကျွန်တော်တို့ဘယ်အတိုင်းတာထိသွားလာနိုင်လဲခရစ်တော်အားဖြင့်ဘလို့ထိကျွန်တော်တို့ဆွမ်းဆောင်နိုင်လဲခရစ်တော်အားဖြင့်ရတဲ့ပေါ်အားကဘလို့ထိကြီးမားလဲဆိုတာကိုဘုရားနဲ့အချိန်ယူတဲ့ပုံမှာကျွန်တော်တို့သိရှိလာတာဖြစ်တယ်အာမင်ခရစ်တော်နဲ့အချိန်ယူခဲ့တဲ့ဘုရားဘာမှမတတ်နိုင်ပါဘူးယေရှုနာမကဘာမှမတတ်နိုင်ပါဘူးငါတို့လောက်တာလောက်ရတာယေရှုနာမပဲဆိုတဲ့အဖွဲ့တွေသိချတဲ့ဘုရားနဲ့အချိန်ယူခြင်းမရှိလို့ဖြစ်တယ်ဒါလည်းဘုရားကောင်းကြီးပေးပါစေအဲကြောင့်ဘုရားသခင်နဲ့အချိန်များများယူပါဘုရားသခင်ရဲ့လူတွေနဲ့မိတ္တခါရဖွဲ့ပါဘုရားရဲ့မျက်မှောက်တော်ရှိတဲ့နေရာမှာများများဆာတတ်ပါအာမင်ဘုရားရဲ့မျက်မှောက်တော်ထဲမှာများများစိန်နေပါတင်းရဲ့အသက်တာဟာလုံးဝထူးခြားလာမှာဖြစ်တယ်တင်းကိုဘုရားကဘယ်နေရာမှာဖွဲ့ထားထားလဲတင်းရှိရမယ့်နေရာတင်းပွားရမယ့်တရားတင်းလုပ်ရမယ့်အရာကိုတိုက်ရှင်တော်ဝိညာဉ်တော်အပြင်တင်းကိုဘုရားကရှင်းလင်းစွာပြပြလာမှာဖြစ်တယ်အာမင်အဲ့ဒါမှလည်းကျွန်တော်တို့ကလောကမှာနေတဲ့အခါမှာလူမှန်နေရာမှန်ကိုရောက်ရှိမှာဖြစ်တယ်ဒါလည်းဘုရားကောင်းချီးပေးပါစေဒီမနေ့ကလည်းကျွန်တော်ဆက်ကပ်ပြီးကျွန်တော်တို့2025ရဲ့နောက်ဆုံးလကိုရောက်လာပြီကျွန်တော်တို့ဒီတစ်နေ့ပြီးတစ်နေ့တစ်လပြီးတစ်လနော်ဒီနေ့တရက်ပြီးတရက်အသက်ဒီပါပြီလေငြိမ်နေသွားတယ်ဟုတ်လားမဟုတ်ဘူးနော်အသက်ပူပြီးကြီးလာတယ်ဟုတ်တယ်မလားနော်ဒီနေ့ခန္ဓာကိုယ်ကကြီးလာတယ်လေဘာဖြစ်မလဲဝိညာဉ်ကပူပြီးတော့လာပါလေဖြစ်ရမယ်ဟာလေလုယာဝိညာဉ်ကပူပြီးစုံနေလေဖြစ်ရမယ်အာမင်ခန္ဓာကိုယ်ကရစ်ပေါ်လာပြီနော်ဝိညာဉ်ကလည်းဘာမှမတိုးတက်လာဘူးဆိုမှဖြစ်တယ်ကျွန်တော်တို့ဟာဘုရားသခင်ခေါ်တော်မူခြင်းနဲ့ဆိုင်တော့အရာကိုတို့နားလည်နိုင်မှာမဟုတ်ဘူးနားလည်တဲ့ဘုရားကောင်းကြီးပေးပါစေတရားမှာ24နိုင်ရှိတယ်ဒီ24နိုင်မှာဒီဘုရားသခင်နဲ့ဘလောက်ဖြစ်အကြောင်းကြီးအချိန်ယူနေတာအရာရေးကြီးတယ်ဘုရားသခင်အချိန်ယူဖို့လိုတယ်ဆရာကြီးကျွန်တော်အားမအားဆရာကတော့ပြောနိုင်တာမဟုတ်လူတိုင်းမှာအလုပ်ရှိအလုပ်လုပ်နေခြင်းနဲ့ဘုရားနဲ့အချိန်ယူလို့ရတယ်ဟာလေလုယာဘုရားသခင်ရဲ့မျက်မှောက်တော်ရှိခိုင်းတာလို့ခေါ်တယ်ဘုရားရဲ့မျက်မှောက်တော်ကနေရာတိုင်းမှာရှိတယ်အာမင်နေရာတိုင်းမှာရှိတော်မူသောဘုရားသခင်ဖြစ်တယ်ဘုရားရဲ့နေရာတိုင်းမှာရှိတယ်ဆိုတော့ဘုရားကြောင့်မလာတော့ဘူး no ဘုရားကြောင့်ကဘုရားသခင်မျက်မှောက်တော်စီစဉ်တဲ့ပြင်မဖြစ်တယ်ဒီပြင်မကလည်း life ဖွဲသွားတယ်နော်တိတိလေးစီးထွက်သွားတာနားလည်နိုင်ဖို့ဘုရားကောင်းကြီးပေးပါစေရောတရောမှာလက်စမီးရ transport ကိုထိုင်တယ်လို့ပဲဒီနေရာက transport ကိုထိုင်တဲ့နေရာဖြစ်တယ်ဟာလေလုယာနားလည်နိုင်ဖို့ဘုရားကောင်းကြီးပေးပါစေငါအိမ်မှာဆုတောင်းလို့ရတာပဲရတယ်မှန်တယ်ဒါပေမဲ့ဒီမှာဆုယုံတာလည်းမတူဘူးဖြစ်တယ်ဒီနေရာကလက်စစ်လိုက်အောင်ပို့ပြီးတော့ပြီးထန်တယ်ဟာလေလုယာဘုရားသခင်ရဲ့ဝိညာဉ်တော်ကအချိန်ကုန်နဲ့ထုံးလောင်းနေတာဖြစ်တယ်အာမင်ဒီနေရာမှာလာတဲ့သူတွေကျမ်းပါမယ်ဟာလေလုယာဒီနေရာမှာလာတဲ့သူတွေလွတ်မြောက်မယ်အာမင်
ဒီနေရာမှာလာတဲ့သူတွေကပတ်တိုင်းလာတော့မှဇုံကောင်တော့ပတ်တိုင်းလာတော့အခုတော့ချောလာပြီနော်ဒီတိုင်းတော့မှရန်ကူလာတယ်အာမင်ပတ်တိုင်းချစ်တယ်လာတယ်ဒီနေရာမှာလာလို့နော်တရားကြီးရဲ့တကူစစ်စစ်နဲ့မှာလာတဲ့ကောင်ကအယိုးစစ်တွေတက်မှာလာတယ်တွေးကြောတွေကောင်းမလာတယ်အာမင်အမြင့်မြင့်ကြီးနေလာတယ်ဟာလေလုယာနော်တခြားနော်ပေါ်စီပြောရတယ်နားမထောင်ချင်တော့ဘူးဘာဖြစ်နားထောင်နေလဲဘုရားရဲ့နှုတ်ကပတ်တော်ကိုပဲစာမှတ်လာဖြစ်တယ်အာမင်နော်ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့ဟာနော်ဒီနေ့တာမန်လူတွေမဟုတ်ဘူးပြောကိုဘေးကလူကိုပြောတာမန်လူမဟုတ်ဘူးဟာလေလုယာအာမင်ဘုရားသခင်ရဲ့တားတော်ယေရှုခရစ်တော်ရဲ့တကူကိုကျွန်တော်ရရှိထားတာဖြစ်တယ်အာမင်ယေရှုခရစ်တော်ဘုရားကိုပေးထားတဲ့ authority တွေကျွန်တော်တို့ကိုလည်းတားတော်အားဖြင့်ရရှိစေထားတာဖြစ်တယ်အာမင်အဲ့ဒီတားတော်ပေးတဲ့ထွန်အားခင်ဗျားဘာလုပ်နေတယ်လဲနော်ခင်ဗျားမိသားစုတွေနဲ့တနေ့တုံးနေတာကဘေးညမှာတုံးတယ်ရည်ကြီးတယ်ဟာလေလုယာတော့အခုခေတ်မှာဘာလို့လဲဖုန်းရခေတ်စားတယ်